ကဲဒီနေ့ကတော့ကျွန်တော်တငယ်ချင်းဖက်ဖူရီနော်ဖက်ဖူရီကနေဘန်ကောက်ကိုလာလေတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်ဘန်ကောက်ထဲမှာဈေးနှုန်းအသက်တာဆုံးပေါ့နော်ဆက်လေစီးမှာဖြစ်ပါတယ်ပြီးကြရင် PDS ပေါ့နော်မိုးပြန်ရထားလို့ရောခေါ်တာပေါ့ပြီးကြရင်မင်းအောင်ရထားလို့ခေါ်တဲ့ MRT ပေါ့နော်အဲ့ဒီနှစ်ခုကိုကျွန်တော်တငယ်ချင်းနဲ့အတူတူပေါ့နော်လိုက်ပြီးမှစီးပြမှာပေါ့နော်တချို့တီးတဲ့လူတွေကြတော့ကြော်သွားလို့ရတယ်မတီးတဲ့လူတွေကြတော့ကျွန်တော်ဘယ်လိုပြောရတယ်ဘယ်လိုစီးရမယ်ဆိုတော့ပေါ့နော်အသေးစိတ်ပြောပြမှာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်တို့ Ramhaman Gate ဆုံးပေါ့နော်ကဲကျွန်တော်စီးရမယ်ဆက်လေရတော့ဒါပါပဲခုလူနည်းနည်းစောင့်နေတာပေါ့နော်ကဲထားထွေတော့ဆက်လေထွေတော့ပါပေါ့ကဲလေသေးဝင်တာနဲ့ထိုင်ပြီးဆိုတာနဲ့ပတ်စံကောက်တဲ့လူတွေပေါ့နော်သူတို့ရောက်လာတယ်တယောက်ကို12ဘတ်ပေးရတာပေါ့နော်12ဘတ်ဆိုရင်မြန်မာငွေနဲ့ဆို1500ပဲဖြစ်မှာပေါ့နော်ကဲအခုဒီလေထဲမှာဆိုအသက်ကြီးအင်ချီတွေအများကြီးရှိတာပေါ့နော်သူများနိုင်ငံရဲ့လေတွေထဲမှာဆိုရင်ကဲကျွန်တော်တို့လေစီးမယ်ဆိုရင်ပေါ့နော်ကိုဆင်းရမယ့်gate ရဲ့နာမည်ကိုတော့ကျွန်တော်တို့အလွတ်ချက်ထားဖို့လိုတာပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကဘယ် gate ကိုတွားမယ်ဆိုမှသူတို့ကိုပြောလိုက်ရင်သူတို့လက်မှတ်ဖက်ပြတာပေါ့နော်ကျွန်တော်တို့လိုအခြေခံလူတန်းစားတွေအတွေ့ကတော့ဒီဆက်လေကတော့အကောင်းဆုံးပါပဲ